အေရီတိုင်းဒေသကြီးပန်းတနော်မြို့နယ်မိသက်စခန်းမှာလက်ထောက်မိသက်ဦးစီးမှုဦးအေးမင်းထွန်းဦးဆောင်ပြီးတန်ဒီမိသက်တပ်ဖွဲ့ဝင်များနဲ့အရန်မိသက်တပ်ဖွဲ့မှဒုတပ်ခွဲမှုဦးတင်ခိုင်ဦးဆောင်တဲ့အရန်မိသက်တပ်ဖွဲ့ဝင်များဟာပန်းတနော်မြို့နယ်ထိန်ကလာကုန်းကြီးရွာအုပ်စုထိန်ကလာကုန်းကြီးရွာရှိချမ်းမြေရတနာဖုံးတော်ကြီးကျောင်းဝန်းတွင်မှာကြီးရွာအခြေပြုမိဘလုံခြုံရေးအသိပညာပေးဟောပြောပါတယ်ပထမဦးစွာထိန်ကလာကုန်းကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိန်ဝင်းကအဖွင့်မှာစကားပြောကြားပါတယ်ဆက်လက်ပြီးမြို့နယ်မိသက်စခန်းမှာလက်ထောက်မိသက်ဦးစီးမှုဦးအေးမင်းထွန်းကကြီးရွာအခြေပြုမိဘလုံခြုံရေးဟောပြောခြင်းမိခိုးမြူငွေလေတုညဉ့်ညံ့မှုထိန်းချုပ်နိုင်ရေးအတွက်ပြည်သူများအနေဖြင့်တောင်ယာခုတ်ထွင်မီးရှို့ခြင်းရိုးပြက်များမီးရှို့ခြင်းနဲ့တောမီးရှို့ခြင်းများမပြုလုပ်ကြရန်နှင့်တောမီးရှို့ခြင်းများကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အချက်များအားဟောပြောခြင်းနဲ့မိဘသတိမူရေးလက်ကမ်းစာဆောင်များဖြန့်ဝေပေးပါတယ်ဆက်လက်ပြီးကျေးရွာအုပ်စုစရေးဦးဝင်းကိုကကျေးဇူးတင်စကားပြောကြားပြီးနောက်တက်ရောက်လာတဲ့ကျေးရွာရှိပြည်သူများကစီမီးလောင်မှုအား DCP မီးသက်ဆေးဘူးအသုံးပြု၍ငြိမ်းသက်ခြင်းရေဆိုဝစ်ဖြင့်ဖုံးအုပ်ငြိမ်းသက်ခြင်းများအားလက်တွေ့tiêuပြသခြင်းကိုကျေးရွာရှိယာယီမှုစေအိမ်မှုနဲ့ပြည်သူ130ဦးခန့်တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်ရှင်